နေကင်းတစ်ချက်ဒီလောက်မှာယောဂီဝတ်စုံဝတ်ထားတဲ့လူငယ်နှစ်ယောက်ရွာထဲကိုဝင်လာတာတွေးလိုက်ရတယ်။ကဲတကားလေးတို့ဖုံဖုံတို့ရွာမှာအခုလက်ရှိဖြစ်နေတာကအဲ့ဒါပဲကွယ်။တကားလေးတို့လည်းပထန်းဆက်ရှိလို့ဒီရွာကိုရောက်လာကြတယ်။ပထန်းဆက်ရှိလို့ဒီလိုကူညီခွင့်ရတယ်လို့ပဲမှတ်ယူကြပါ။တင်မဖေတပည့်တော်တို့အတွက်လည်းအကျိုးမရောက်ပါဘူး။တပည့်တော်တို့ဒီကိုလာတာကလည်းဌာပနာပစ္စည်းပေးမယ်ဆိုလို့လာယူရတာပါ။ဟေးဟုတ်လားကွဒါဆိုရင်တော့အစင်သိနေတာပေါ့ကွယ်။တကားလေးတို့ပဲရင်မောင်းကိုပြန်ခေါ်လာပေးခဲ့ပါ။သူတို့စိတ်ဆိုးနေလဲချော့မော့ပြောဆိုပြီးတော့ပြန်ခေါ်လာခဲ့လိုက်ပေါ့ကွယ်။တင်မဖေတပည့်တော်တို့ကိုတွားခွင့်ပြုပါဖေ။အေးကောင်းလီစွာဘေးကင်းလို့ရန်ရှင်းကြပါစေ။ဟဲ့မသိန်းနင်းယောက်ျားကိုပြန်ခေါ်ပြီးမယ်တဲ့နင်ဝမ်းနဲ့မနေနဲ့အခုပဲဆရာတော်နဲ့ယောဂီဝေလူငယ်နှစ်ယောက်ပြောတာကိုငါကြားခဲ့တာ။အိုတော့ဒီလိုနဲ့ကြီးတဲ့နေရာမှာပျောက်သွားတဲ့လူကိုဒီလူငယ်တွေကဘလို့ခေါ်နိုင်မှာလဲမဖြစ်နိုင်ပါဘူးတော့။ဘာပဲဖြစ်ဖြစ်ငါတို့စောင့်ကြည့်တာပေါ့။ဟောဟိုမှာလူငယ်နှစ်ယောက်တော်ထဲဝင်သွားပြီ။ငါတို့ဒီကနေစောင့်ကြည့်နေမယ်။ညနေဆောင်လောက်မှသူတို့ပြန်မလာရင်တော့နင်လဲစိတ်လျှော့လိုက်တော့